အရန်ကိုတန်ဖိုးရှိတဲ့နီးပညာဘဟုတုတလေးတွေမြောက်ပြီးမှဗျာချေးကိုခောက်မှဆိုရင်ဒီလိုမျိုးခောက်ပေးပါအရန်ကိုတိတ်ရပါတယ်နဲ့အင်ဂျီခောက်မှဆိုရင်ဒီလိုမျိုးခောက်ပေးပါဗျာအရန်ကိုတိတ်ရပြီးမှဗီဒီယိုထဲမှာတင်ရတာလည်းအဆင်ပြေပါတယ်3ဒါကတော့အနှွေးထဲတွေခောက်မှဆိုရင်ဒီနေ့အတိုင်းခောက်ပေးပါဝေါရှယ်ပဲဗျာစကီချာချာနဲ့4အနှွေးထဲတွေကိုခောက်မှဆိုရင်ဒီနေ့အတိုင်းခောက်ပေးပါဗီဒီယိုထဲမှာတင်ထားမှဆိုရင်လည်းအရန်ကိုတိတ်ရပါတယ်5ဒါကတော့ဂျင်မောင်းမီခေါင်းနီးပါကျွန်တော်တို့စံကြီးကြီးမှာတွေ့နေတဲ့ဂျင်မောင်းမီတွေကိုဒီနေ့အတိုင်းခောက်မှသူတို့ကရောင်းချပါတယ်ဒါကတော့ T-shirt လေးခေါင်းနီးပါဝေါ6အနှွေးထဲအကြီးခေါင်းနီးပါအဲ့ဒါကိုထည့်လိုက်ရင်အရန်ကိုတိတ်ရပါတယ်ဗျာခွန်ရှယ်ပဲဝေါကျွန်တော်လည်းဒီမျိုးခောက်တော့မှာဗျာနောက်တစ်ခါကျရင်တကယ်ချင်းတို့လည်းအိမ်မှာဒီနေ့အတိုင်းဒီဗီဒီယိုလေးကြည့်မှခောက်မယ်ဆိုရင်တော့အရန်ကိုလွယ်ပါတယ်ဗီဒီယိုမကြည့်ဘဲနဲ့ခောက်မယ်ဆိုရင်တော့အရန်ကိုကြာသွားမှာဗျတက်လက်တက်မှာမဟုတ်ပါဘူးကျွန်တော်ပြတဲ့ဟာတွေထဲမှာအသုံးတက်မဲ့ဟာတွေရှိရဆိုရင် comment မှာ yes ဆိုပြီးမှမဲပေးပါ